Okay ဒီနေ့မှာတော့ဒီ template နဲ့ပတ်သက်ပြီးတော့ပြောသွားမှာဖြစ်ပါတယ် Okay ကျွန်တော်တို့ကဒီဆက်ဆက်ချင်း Notion ကိုဖွင့်လိုက်တဲ့ချိန်မှာသူက Notion ကနေပြီးတော့ auto default template 3ခုကိုထည့်ပေးတာပါတယ်ဟုတ်လားပါဒီမှာ personal website အတွက်သုံးတဲ့ template page ရယ်ဒီမှာ AP second brain ဆိုတဲ့ template page လေးရယ်weekly test list ဆိုတဲ့ template page လေးသူထည့်တာပြပါနော်ကျွန်တော်တို့အဲ့ဒါကိုမသုံးချင်ဘူးတင်ကြည့်ရနေရှုပ်တယ်ကိုယ့်ကိုဟိုNotion ကနေရော create လုပ်ပြီးတဲ့ template လေးတွေသုံးချင်တယ်ဒါမှမဟုတ်လို့ရှိရင် Notion ကိုအသုံးပြုတဲ့ user တွေရဲ့ create လုပ်ပေးတဲ့free Notion template တွေကိုလည်းကိုယ်နဲ့သုံးတက်မဲ့ဟာလေးတွေကိုရွေးချယ်ပြီးသုံးလို့ရတယ် Okay ကျွန်တော်တို့ပထမဆုံးဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ပထမဆုံးကျွန်တော်တို့ page တစ်ခု create လုပ်လိုက်မယ်နော်ထားပါတော့ template မှာဆိုဒီသူ့အောက်မှာပေါ်လာတယ်ဒီအောက်မှာပေါ်တယ်ဒီမှာ template ဆိုပြီးတော့ရွေးချယ်လိုက်မယ် template ဆိုရွေးချယ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ free template တွေရှိလို့ကျွန်တော်တို့ဝယ်သုံးရတဲ့ template တွေလည်းရှိတယ်ဒီမှာဒီ template ဆိုလို့ရှိရင်expand tracker 2020 3ချိန်နဲ့ပတ်သက်ပြီးတော့ tracker လုပ်တဲ့ဟာအဲ့ဒါ$5ပေးရတယ်ဒီကောင်ဆိုလို့ရှိရင်ဒါ my library post tracker ဆိုရင်ဒါ free ဒါ event to do list ဆိုလို့ရှိရင်ဒါ only free okay ကျွန်တော်ကတော့ပထမဆုံးအနေနဲ့Okay subscription 3ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ဒီမှာ free လို့ရေးတဲ့အတွက်အဲ့ကောင်လေးကျွန်တော်နှိပ်လိုက်မယ်နှိပ်လိုက်ပြီးဒီမှာ app ဆိုတာကကျွန်တော်တို့ရဲ့ဒီမှာရှိတဲ့ကျွန်တော်တို့ project တွေကိုထည့်ပြီးတော့ app လိုက်တာပေါ့နော်ကျွန်တော်တို့အဲ့ဒါကိုမအပ်ခင်ဒီ template တွေကပုံစံလေးကဘယ်လိုလဲဆိုတော့ preview လေးကျွန်တော်တို့တွက်ကြည့်မယ်ပေါ့နော်အခုဒီ preview လေးနှိပ်လိုက်မယ်ဆိုရင်ဒီပုံစံလေးပေါ်လာတယ်ကျွန်တော်တို့ဒါ subscription tracker ဆိုတဲ့အတွက်ကျွန်တော် Notion Plus AI ကိုကျွန်တော်တို့ price က$1လောက်ထားတယ်လောက်ထားတယ် Okay ဒါလေးကိုကျွန်တော်တို့သဘောကျတယ်ဆိုလို့ရှိရင်ဒီအောက်မှာ hash ပေါ်တယ်ပေါ့နော်အဲ့ဒီ hash လေးကိုကျွန်တော်တို့ထည့်လိုက် hash နှိပ်လိုက်လို့ရှိရင်ဒီမှာဒီကောင်လေးကကျွန်တော်တို့ Notion ထဲကိုရောက်သွားပြီဒီမှာနော်ကျွန်တော်တို့ရဲ့ Notion ကိုရောက်သွားပြီ subscription template ဆိုပြီးရောက်သွားပြီအဲဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကြိုက်တဲ့ဟာတွေကို update လုပ်လို့ရတယ်ဒီမှာ page အနေနဲ့လည်းထွားလို့ရတယ်ကျွန်တော်ပြောသွားရှေ့ view ဒီမှာပြောတာသွားခဲ့တယ် page အနေနဲ့လည်း update လုပ်လို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒါသူကျွန်တော်တို့ template လေးတစ်ခုရပါပြီ Okay ဒီ template ကိုမကြိုက်ဘူးကျွန်တော်တို့နောက်တစ်ခုကိုလုပ်ချင်သေးတယ်နောက်တစ်ခုကိုရွေးချယ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်အပေါင်းလက္ခဏာလေးရှိတယ်အပေါင်းလက္ခဏာလေးမှာ page တစ်ခေါ်လိုက်မယ် next template ဆိုပြီးတော့ဒီမှာ template တစ်ခု template ကိုနှိပ်ဒီမှာအများကြီးရှိရနော်project schedule အတွက်သုံးမလား new year အတွက်သုံးမလား to do လေးအတွက်သုံးမလား student life အတွက်သုံးမလားပြီးရင် roadmap တွေ calendar တွေအတွက်သုံးမလားကိုကြိုက်တာရွေးချယ်လို့ရတယ် free တွေလည်းရှိသလိုပတ်စံပေးရတဲ့ဟာတွေလည်းရှိတယ်ဒီမှာ template ကိုယူလိုက်ရင်လည်း template တွေအများကြီးကြာလာလိမ့်မယ်နော်ဒီမှာဆိုလို့ရှိရင် personal file နဲ့ဒီကောင်ဆိုရင် face ဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်တို့ preview ကြည့်လိုက်မယ်ဆိုရင်သူ့ပုံစံလေးဘယ်လိုလဲကြည့်လိုက်မယ်ဒီမှာ account ရှိတယ် transaction ရှိမယ် budget category တွေရှိမယ်အဲ့ဒါကိုကျွန်တော်တို့ F လိုက်မယ် F လေးနှိုင်းလိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ Notion တွေကိုရောက်သွားပြီ Okay Notion တွေရောက်သွားပြီဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ update တက်လို့ update လုပ်လို့ရပြီပေါ့နော်ဒီမှာ date တွေရှိမယ် transaction တွေရှိမယ် account တွေရှိမယ်ဒါလေးရှုပ်တယ်ခုမှစသုံးတဲ့လူတွေအတွက်ရှုပ်နေမှာဆိုလို့ရှိရင်လည်းဒါလေးမကြိုက်ဘူးဆိုလို့ရှိရင်ဒီမှာစာလေး30ရှိတယ်အဲ့ဒါကို delete လုပ်လိုက်ပြီးတော့ကိုကြိုက်တဲ့ဒီမှာ template တွေကိုထပ်ပြီးတော့ရွေးလို့ရတယ်ဥပမာကိုက student တရားဖြစ်မယ် student line နဲ့ပတ်သက်တဲ့ဒီမှာ Ultimate Life Planner တွေရှိမယ်free တွေရလိုက်ရှာကြည့်တယ်ပေါ့နော်။ကနေပြီးတော့လည်းတို့ရှာလို့ရတယ်နော်။ဒီမှာ search box မှာကိုယ်ဘာနဲ့ပတ်သက်ပြီးတော့ရှာခြင်းလဲ။အဲပတ်သက်ပြီးတော့လည်းရှာလို့ရတယ်။ loss တော့
personal productivity အတွက်ရှာမယ်ဆိုလို့ရှိရင်ဒါ$2ဒီကောင်ဆိုရင်$19အဲ့လေနောက်ပိုင်းအဲ့လိုမျိုးဒီထဲကတူးတွေကိုကျွန်းကျွန်းချင်းသုံးတက်သွားမယ်ဒီကိုယ့်ရဲ့ page တွေကိုကိုယ်တိုင်တိစောက်နိုင်သွားမယ်ဆိုလို့ရှိရင်လည်းဒီ Notion ပေါ်မှာ template တွေတိစောက်ပြီးတော့ပြန်ရောင်းလို့ရတယ်ပေါ့နော်ဒါလည်း Notion အသုံးပြုတဲ့လူတွေသူတို့ရဲ့ဆောက်ရွက်ကျွမ်းကျင်သွားပြီးတော့ဒီ Notion မှာပြန်ရောင်းလာတဲ့ tool တွေဖြစ်တယ်ပေါ့နော် Okay ဒီအနေရောပဲရှာကြည့်လိုက် Okay ဒီမှာ free တွေအများကြီးပဲနော်job application tracker ဆိုနေလိုက်မယ် preview ကြည့်မယ် Okay ဒါ preview နဲ့ပတ်သက်တဲ့ဟာတွေ Okay အဲ့လိုက်မယ်ဆိုလို့ရှိရင်Okay ဒီမှာကျွန်တော်တို့ job application tracker ဆိုကျွန်တော်တို့ရောက်ပါပြီဒီမှာဆိုရင် Airbnb full stack position start date application date ကြီးဒီမှာအများကြီးပေါ့နော်ဒါကျွန်တော်တို့ထပ်ပြီးတော့လဲဒီမှာ category property တွေထပ်အပ်လို့ရတယ်လို့အောက်မှာလည်းဒီမှာ page တွေကို test ထည့်လို့ရတယ်ပေါ့နော် Okay ဒီတော့လောက်ပါပဲ